စောက်ကြီးစောက်တဲ့နဲ့ပြောလို့တတ်တယ်နော်နိုင်ငံသားမှနေတဲ့ထောက်ပို့တယ်နိုင်ငံသားမှနေတဲ့လူတွေတဲ့ NUG ကိုထိလို့မရပြောလို့မရဘူးတဲ့ဟမ်ငါတို့ကိုကာကွယ်ပေးတာငါတို့အတွက်ပြောပေးတာစပီကာတွေလုပ်ပေးတာကိုလူမြကျော်ပဲတဲ့လူမြကျော်ကိုတော်လိုင်းရဲ့တည်တဲ့တော်လိုင်းရဲ့စီးရဲမှာထက်ကတဲ့ကနေ့ရက်ခမိတ်ကိုလမ်းပြီးတော့သူ့ကိုပေးစုလိုက်တော့ဒါလားနော်အဲ့ဒီမေအေလိုလူမြကျော်ကများပါတီတွေကြောင့်ဒီမေအေလိုခွေလူမြကျော်တွေကြောင့်တော်လိုင်းရဲ့ဘလောက်တွေးခွဲသွားလဲဟမ်အဲ့ဒီကျမတို့မသိဘူးလူရဝင်းနော်အချက်ကြနော်ကျမတို့ပြည်သူတွေရဲ့အခက်ခဲမြေပြင်ရဲဘော်တွေရဲ့အခက်ခဲကိုပြောတဲ့ဘယ်သူမှဆိုကျမတို့ကတော့ကျမတို့အားကြတဲ့ပုဂ္ဂိုလ်ထဲမှာထားတယ်နော်အတော်ဆုံးကတော့ကိုစီနဲ့မမိုးခွေးမောင်တိတ်တော်တယ်မမိုးတို့ပါဇက်ကလေးတွေမမိုးတို့ပါဇက်ကလေးတွေခွေးမောင်တိတ်တော်တယ်မဟုတ်ရင်ဒီလိုအရင်အဆိုင်ပြောပြီးတော့မှနော်မမိုးဆိုပို့ဆိုးတယ်နော်ခွေးနားလေတဲ့စကားနဲ့ပြောမှနားလေမှမို့လို့မမိုးခွေးမောင်းတဲ့နေရာမှာသုံးတဲ့စကားလုံးတွေကျမတို့လာမသုံးနဲ့ကျမပြောတာဒီလေတန်နဲ့ဒီအနေထားပဲကျမပြောခဲ့တယ်ရိုင်းတာဆိုင်းတာတိုင်းထွာတာမပါခဲ့ဘူးအဲ့တော့ဒီလေတန်နဲ့တာဆက်ပြီးတော့စီးယုံနေမယ်ဒီလေတန်နဲ့တာဆက်ပြီးပြောဆိုနေမယ်ဆိုရင်မြေပြေအခုအညီတွေမပါပဲမမိုးတို့လိုင်းမော်မာတွေမဲ့လုတ်တဲ့လုပ်ငန်းဖြစ်ပါသလားနောက်တစ်ချိန်ကျမတို့မြန်မာနိုင်ငံမှာရောပြန်မလာတော့ဘူးလားနော်မန္တလေးတိုင်းတိုင်းလုံးဖြစ်ခဲ့တဲ့အဖြစ်ပြက်တွေမြေပြင်အနေထားသိပါသလားစကိုင်းတိုင်းအခုလက်ရှိအနေထားနော်ဒီ2026 5လပိုင်းတည်းကအခက်ခဲတွေမမိုးသိပါသလားဒါကြမကမန္တလေးတိုင်းကနေပြီးစကိုင်းတိုင်းထဲမှာခိတ္တလာခိုးလုံတာ6လရှိပြီနော်ဟိုဘက်ကဆုတ်ခွာခဲ့တဲ့ရဲဘော်တွေရွှေကျင်စားရတဲ့လူကရွှေကျင်စားခုရွှေလေးလို့ခဏနေကြလို့ရှိရင်ရှေ့ကကာကင်းဆိုကာကင်းထိုးစစ်ဆိုထိုးစစ်ပျောက်ကြားဆိုပျောက်ကြားသွားတိုက်ရတာပြန်လာရင်ကိုစားဖို့ကိုရှာရတယ်နှမ်းနှုတ်ရတယ်ပဲနှုတ်ရတယ်ပြည်သူတွေခိုင်းတာအကူညီလိုတာလေးတွေကိုသူတို့လုပ်ပေးရတယ်အဲ့ချိန်ကျမှမြေပြင်ပြည်သူကပြန်ပြီးကူညီရတယ်ဒါကျမတယောက်တည်းအတန်ပဲရှိသေးတယ်မမိုးကျမတယောက်တည်းအတန်တော်မှမမိုးရဲ့ရင်ထဲကိုဒီလောက်ထိရှသွားတယ်ဆိုတော့ကျမပြောလိုက်တဲ့စကားလုံးတွေထဲမှာအရင်ဖိုင်တွေထဲမှာမမိုးတို့ကိုစော်ကားခြင်းစကားလုံးမပါဘူးလောလောဆယ်2026ထဲမှာမြေပြင်အနေထားတွေကိုတောက်လျှောက်ပြောပေးနေတာဘိုးမူးတင်လင်းအောင်နဲ့ကိုလူမြတ်ကျော်ပဲရှိလို့သတင်းနားမထောင်ဘူးဟုတ်လားမမိုးသတင်းနေတိုင်းနားထောင်နေအခုကျမရောက်နေတဲ့နော်ရွာကလေးကစစ်ရှောင်နေအကုန်သိတယ်ကျမစတားလင်းသွားသုံးတယ်သုံးပြီးရင်အဲ့မမိုးတို့ကိုစီတို့နော်ဘယ်သတင်းသမားမဆိုခေတ်တစ်တို့နော်ရန်ကုန်ခေတ်တစ်တို့နော်ကျမတို့အကုန်ဆွဲပြီးတင်ပြီးနော်ပြန်ပြီးတော့ကူးပေးတယ်ရှယ်ပေးတယ်နော်ပြည်သူတွေသတင်းနဲ့ဆက်သွယ်မပြတ်အောင်လို့အဲ့အတွက်ကျမမှာတက်သေးတွေရှိတယ်ကျမမှာတက်သေးတွေရှိတယ်ဘယ်သဘောနဲ့ပြောတာလဲမမိုးတစ်ချက်လောက်ရမှာကမမိုးနေရရပြီးသားနော်မမိုးဟာလက်ရှိအနေထားမှာစီနီယံကြတယ်ကျမကဂျူနီယံဘာလဲမမိုးစီမှာကူညီထောက်ပံ့နေတဲ့ဟာတွေကျမစီကိုလမ်းကြောင်းလွဲလာမှာဆိုလို့လား sorry ပဲကျမတို့မြေပြင်ပြည်သူတွေကအဲ့ဒါလို့လိုင်းမော်ကကူညီစောက်ရှောက်မှုတွေမရောက်လာပဲနဲ့နော်ကိုတိုင်ရက်တီခဲ့တာ6နှစ်ထဲကိုရောက်ခဲ့ပြီနော်အရေးကြုံလာတော့နိုင်ငံခြားကိုမသွားပဲကြံနေခဲ့တဲ့မြေပြင်ပြည်သူတွေရဲ့အကူအညီတွေနော်အမမိုးပြောနေတဲ့ဖီရီရက်တွေလွတ်ပါသလားနော်လွတ်ခဲ့ပါသလားထောက်ဖို့ထီတွေရောင်းတာကိုမဝယ်ပဲကျမတို့နေခဲ့ပါသလားရှိတယ်နော်တသက်ရှိတယ်တော်ကြနေလေရင်ပြည့်ဝဲခြင်းလို့အလှခံတာလွတ်ခဲ့ပါသလားတော်ကြနေစားနပ်ရိက္ခာဘိုးလေးပါခမကျွန်တော်တို့ကြည်ဘိုးလေးပါခမဆိုပြီးတော့အညာဒေသရဲဘော်ရောမန္တလေးတိုင်းဒေသရဲဘော်ရောနော်ကျမတို့စီကိုဘယ်ပြည်သူတွေမစီမဆိုမီးရှို့ခံရတဲ့အိမ်ပြကြခံရတဲ့ပြည်သူတွေကအိမ်ပြမကြခင်လှုပ်ရှားလို့ရတဲ့အချိန်တိုင်းတာမှာရသလိုကူညီခဲ့တာအဲ့တော့မမိုးတို့လိုင်းပေါ်မှာအလူခန္ဓာလဲအလူခန္ဓာပဲနော်ပြပသွားပြီးအလုံးလုံးတာလဲအလုံးလုံးတာပဲ
ကိုတောင်ဝင်ကြီးနေမှာကြီးတယ်ကျမတို့ကလည်းကျမတို့အလူးလဲခံရလို့ခံရတယ်လို့អော်တယ်အဲ့ဒီအချိန်မှာမမိုးတို့ကမျက်နှာကြီးပြပြီးဒီလိုမျိုးလုပ်လို့ရတယ်ကျမတို့မြေပြင်မှာကြတော့ပြူမကင်းစင်သေးဘူးပြည်သူစစ်တေရှိတယ်စစ်ကြောင်းတွေထိုးတယ်အဲ့တွေ့အဲ့လောက်ကြီးမျက်နှာပြလို့မရဘူးကျမအတန်လေးနဲ့ဒီလောက်နာတတ်နေကျမရုပ်ပြရင်ပိုဆိုးသွားမှာပေါ့တော်လိုင်းကြီးကိုခွေးတို့ပေါက်ထဲကဝင်ထားတာမဟုတ်ဘူးနော်အမေအောင်ဆန်းစုကြည်ကိုဖမ်းပြီးနောက်နေ့မနေ့8 နာရီထိုးတော့ဖွင့်ထားတဲ့အကောက်ကိုပထမဦးဆုံးဘသူကခွေးအရင်စမောင်းခဲ့တာလဲဆိုတာလည်းတသက်ရှိတယ်နော် LD ကိုလေနော်2017ကတည်းက9မိုင်စပိတ်ကြီးမြို့နယ်9မိုင်ရှေ့မှာမန်တက်ထိုးပြီးလော့စပီကာနဲ့ဟစ်ခဲ့တဲ့မိန်းမအဲ့တော့လူတယောက်ရဲ့တမိုင်းကိုမသိပဲဆဲဆိုရိုင်းပြတိုင်းထွာခြင်းသည်ကိုလူလားသူ့လူလားကိုလူသူ့လူမဟုတ်သေးလို့အပြောမတတ်ရင်တော့ကိုပဲရအောင်နော်လောလောဆယ်ဂျူနီစီနီယာဖြစ်ပြီးတော့ဂျူနီယာကိုစွဲခေါ်ရမှာဒီတော့မမိုးလုံးလိုက်တဲ့လုံးရဲ့သည်မမိုးခွက်သေးရပတ်စံကျမလာနှိုက်မှာပုံနေတာလားနော်မမိုးပတ်စက်ကလေးပိတ်သွားအောင်ကျမတို့ရေပြင်းပြည်သူကနော်စီရောရဲ့စီမီတသားနဲ့ထအောင်လို့ရတယ်ဒါပေမဲ့မမိုးပတ်စက်ကလေးကခွေးမောင်းတော်တယ်မမိုးသုံးတဲ့အသုံးနှုန်းနဲ့ပြောတဲ့စကားလုံးတွေဟာခွေးတွေနဲ့ထိုက်တန်တယ်ကျမတို့မြေပြင်ပြည်သူတွေအလူးလဲခံနေရတဲ့ပြည်သူတွေအတွက်တော့အဲ့စကလုံးတွေရုပ်သိမ်းပေးပါဒီတဲ့ဆိုတဲ့အကြောင်းအရာတွေတင်လာတဲ့ဆိုရင်မြေပြင်အောင်ကြွမှုဖြစ်ချင်ပါသလားနားထောင်ထားဆရာကြီးမလုံးနဲ့ဟုတ်လားနော်ဆရာကြီးလောက်တာမဟုတ်ဘူးဘာမှမပြီးနိုင်တော့တဲ့အနေထားဘာမှလုံမပြီးနိုင်တော့လို့လက်ဖလာနဲ့ပဲကြံတော့တဲ့အနေထားမို့လို့ခံမြင်းလို့မြေပြင်ပြည်သူကအော်ရင်ကိုကစီနီယံကြရင်ဂျူနီယံကိုမရောက်ရအောင်တွက်ခေါ်ရတယ်ဘာဖြစ်တာလဲအเจ้าရင်းကဘလို့လဲတက်ပါတီတွေလူညက်ကြော်တွေဘာတွေငါမှမသိဘူးကိုလူညက်ကြော်ကိုပြောရခြင်းအကြောင်းတရားသည်ဗျူဟာကြခေါင်းထိအကုန်ပြိုဆိုတဲ့စကားကိုအကြိုက်ဆုံးပဲဗျူဟာကြပြောနိုင်တယ်နော်ဒါပေမဲ့ तू လဲခွေးမောင်းတဲ့ဗဇက်ပဲလေခွေးမောင်းတဲ့လူတွေဆိုရင်ငါတို့ကအတူတူထားမှာမဟုတ်ဘူးလားတက်ပါတီတွေနှစ်ပါတီတွေတက်ပါတီတွေအတော့ငါနားမလဲဘူးကားတွေနော်ငါနားမလဲဘူးငါနောက်မှာဘယ်ဖွဲ့စည်းမှမရှိဘူးမမိုးကျမနောက်မှာဘယ်ဖွဲ့စည်းမှမရှိဘူးငက်ပြက်ပြီးတော့ဒုက္ခရောက်နေတဲ့ရဲဘော်နဲ့နော်ကိုယ့်ရမှာမကက်ရဘဲနဲ့စောက်ခွာလာရတဲ့စစ်ဆောင်ဒေတာလျင်ရှိကြောင်းအဲ့တော့မမိုးစကလုံးတွေဟာကျမနဲ့ထိုက်တန်ပါသလားဒီထဲမှာမမိုးကိုဆဲထားတာမပါဘူးနော်ပညာရေးဘယ်လောက်ရှိလဲမသိဘူးကျမပညာရေးကောင်းကောင်းမသင်ရတဲ့မြေပြင်ပြည်သူနော်ကျမပညာရေးကောင်းကောင်းမသင်ရတဲ့မြေပြင်ပြည်သူမမိုးပညာရေးဘယ်လောက်ရှိလဲအသက်ဘယ်လောက်လဲကျမ30ကျော်ကျမကိုဖွားကြီးလို့ခေါ်တယ်ငါမီးလေလိုသေးတယ်တော်လန်ရေးမှာဥပဒေမှာစောက်တလုံးတစ်စိတ်ကောင်းမရှိပါကြောင်းတော်လန်ရေးမှာဒီလောက်ရိုင်းပြဆဲဆိုတော့သူသည်ကိုအချင်းတော်လန်ရေးနေရာမှာရှေ့ဆက်ပြီးထားမယ်ဆိုရင်လူပါသွားမယ်သိပါကြောင်း